ကျွန်တော်နေနေရတဲ့အနေထားပြောမယ်ဆိုရင်ကျွန်တော်တို့အချိန်ဆိုတာတော့ပေးခဲ့ပြီမရခဲ့ဘူးဗျာအချိန်ဆိုတာပေးခဲ့မရခဲ့ဘူးတကယ်ချင်းတယောက်နဲ့တယောက်ချုံနေပြီးတော့ဈာတ်မှာခက်ခဲကြီးဖြစ်တော့တယောက်နဲ့တယောက် plan စီပဲအလုပ်တွေလုပ်တယ်ကျွန်တော်အဲ့ hip hop ကိုယူတွတ်တာကျွန်တော်တကယ်ကြီးရတယ်ပေါ့ကျွန်တော်ပြောရမယ်ဆိုတာကတော့ဘွားတွေနဲ့ပတ်သက်တယ်ဗျာကျွန်တော်ကအဲ့လိုကျွန်တော်မိသားစုချိန်နေရှစ်တခါကျရင်အဲ့လိုငယ်လေးရလို့ father mother ပြဿနာအိမ်တွင်းပြဿနာလို့ပြီးတော့ရိုင်းဆိုင်ရတဲ့ဟာတွေရတယ်လို့ဒီမိုက်ပြဿနာအများကြီးရှိအိမ်ကိုကျွေးတောင်းလာကြအဲ့ချိန်မှာကိုယ်တော့စိတ်ထွက်ပေါက်တော့ဘာမှမရှိဘူးငယ်လေးရအဲ့လိုစိတ်ထွက်ပေါက်ဆိုတဲ့အရာမြိတ်လို့ပဲရှိအဲ့မြိတ်မကြကြဘူးယောက်ျားဖြစ်လာအရင်ဆုံးကြောက်ကိုကြည့်မယ်ပါစင်နယ်နဲ့ခီကန်ကိုပဲကြည့်ပါပါစင်နယ်မှာကြိုက်လို့ရှုပ်ချလို့ရတယ်ကျွန်တော်ပြောတာred ကကြ red ပြီးလာဒီကနားလေးနဲ့တော့ဒီထားပြီးကျွန်တော်နေရတာကိုပါစင်ချောင်းမှာဖြစ်အားလုံးတယောက်ဖြစ်ပြီးဒီကနေမရအဲ့ပါစင်နယ်လိုက်ဖြစ်ရှိတယ်ကျွန်တော်တို့ပို့ပြီးတော့အလုပ်နောက်ကျတယ်အားစားပြီးကျွန်တော်အဲ့ဒါပြောဒီတလုံးကမှကျွန်တော်နေရာရသွားပြီလို့ထင်တာနေရာတစ်ခုပေါ့အောင်မြင်မှုကြော်ကြားမှုပါမပြောအဆင်ပြေမှုဆိုတာမပါဘူးကျွန်တော်တို့နေရာတစ်ခုရသွားပြီဆိုတော့ပေါ့လဲကျွန်တော်စားကြောက်သိရဆိုအချင်းကိုသိတယ်ဘယ်လိုသိရလဲဘယ်ချက်တော့အဲ့လိုအချင်းသိ